ဒီကနေ့မေလ24ရက်စနေနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။အနောက်တောင်မုတ်တုံလေဟာမနေ့ကမေလ23ရက်နေ့မှာမြန်မာနိုင်ငံအလဲပိုင်းဒေသတွေကိုဝင်ရောက်ခဲ့ပြီးနောက်မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေကိုဆက်လက်ဝင်ရောက်လျက်ရှိပါတယ်။မုတ်တုံမြောင်နှံလို့ခေါ်တဲ့မုတ်တုံမြင်းဟာရှမ်းပြည်တောင်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းတွေကိုဖြတ်သန်းနေပြီးအဆိုပါမုတ်တုံမြောင်နှံဖြတ်သန်းသွားရအရက်တွေမှာမိုးများပြီးလေတိုက်နှုန်းပြင်းထန်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။အိန္ဒိယနိုင်ငံရှေ့ဘက်အော်ရီသကမ်းခြေမှာရှိနေတဲ့လေပွေလိုင်းကပင်လယ်ဘက်ကိုရွေ့လျားလာပြီးဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာနောက်2ရက်အတွင်းလေပြင်းနဲ့ရဝန်းတစ်ခုဖြစ်ပေါ်နိုင်ပါတယ်။အဲ့ဒီလေပြင်းနဲ့ရဝန်းဟာအိန္ဒိယနိုင်ငံအနောက်ဘက်ဘင်္ဂလားပြည်နယ်ကမ်းခြေကိုဥတီရွေ့လျားမှာဖြစ်ပါတယ်။ဒါကြောင့်မြဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နဲ့ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့မှာမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်တယ်လို့ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒီကနေ့ညနေအထိကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းပဲခူးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံ့အပြားမိုးတစ်ချုံရွာနိုင်ပြီးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ရှမ်းပြည်ရန်ကုန်တိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။